အားလုံးပဲမင်္ဂလာပါခင်ဗျာစวัสดีครับ Basic Knowledge Share ကရင်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ2026မှာ Facebook ကဘာတင်ပတ်စံနေပေးနေပါပြီဆိုတော့မိတ်ဆွေသိပြီလားတကယ်ပေးနေပါပြီအဲ့ဒါဟုတ်လားမဟုတ်လားလို့ကျွန်တော်ကို၌လေသိချင်လို့ကျွန်တော်သွားစမ်းကြည့်တယ်ပေါ့နော်ကျွန်တော်ကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေကိုနီလန်ကောင်းတစ်ခုရအောင်ပေါ့နော် Facebook မှာလည်းဂျာတစ်ဖက်တစ်လန်ငါ့ပတ်စံရှာလို့ရအောင်ဆိုပြီးကျွန်တော်သွားစမ်းကြည့်တာပါဘာလဲဆိုရင် movie recap တွေလုပ်ပြီးပတ်စံရှာဆို movie recap ဆိုတာဘာလဲဆိုရင် short video လေးတွေကိုကျွန်တော်တို့ကနားလည်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့အကျဉ်းချုပ်လိုက်တာပေါ့အကျဉ်းချုပ်ပြီးတော့ကိုကရှင်းပြလိုက်တာအဲ့ရှင်းပြတဲ့နေရာမှာတော့ကျွန်တော်တို့ကိုယ်တိုင်ပြောပေးနေ AI နဲ့ပြောခိုင်းမယ် AI နဲ့ပြောခိုင်းမယ် AI နဲ့စာထုတ်ခိုင်းမယ်ဆိုတော့အရန်လွယ်တယ်အရန်နဲ့မှလည်းရိုးရှင်းတယ်အဲ့တော့အရန်ကြီးမခက်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် knowledge share လင်းလာလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော်ဒီနေ့အသေးစိတ်ရှင်းပြမယ်ကျွန်တော်ကို၌ကလည်းလွန်ခဲ့တဲ့တစ်လလောက်ကကျွန်တော် monetize မအောင်သေးပါဘူးအခု monetize အောင်သွားပါပြီလွန်ခဲ့တဲ့တစ်လကလည်းကျွန်တော်ရဲ့ follower က9000ကျော်ပဲရှိပါတယ်အခု2000ခွဲကျော်သွားပါပြီအပိုင်းတစ်ခုခွဲပြီးတော့ကျွန်တော်တင်ပေးပါမယ်လို့တော့မြတ်တာရက်ခံချင်ပါတယ်လွယ်ကူကူလုံးလို့ရတဲ့ဥစ္စာကိုဘာလို့အပိုင်းတစ်ခုခွဲလိုက်ရတယ်ဆိုတာကကျွန်တော်ရဲ့ကြည့်ရှုနေတဲ့အားပေးနေတဲ့မိတ်ဆွေတွေကိုအုံနောက်ချုပ်သွားမှာဆိုလို့ပေါ့နော်လွယ်တယ်ရိုးရှင်းတယ်တို့ပြမဲ့တစ်နေ့မှာ3ခုလောက်ပဲမှတ်ထားမယ်ဆိုရင်မိတ်ဆွေတို့ကောင်းမွန်ကြွကြွချင်းဖြစ်စေချင်လို့ပါဒီဗီဒီယိုမှာကဘာလုပ်တတ်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေဗီဒီယိုကိုရှာတတ်မယ်ပြီးရင်ဘာသာရက်နဲ့ပဲပြောကျွန်တော်တို့မြန်မာလိုစာပြန်ထုတ်တတ်သွားလိမ့်မယ်ပြီးလို့ရှိရင်မိတ်ဆွေတို့ကိုလုံးမဲ့ဗီဒီယိုကိုအတန်မှာပြန်ထည့်တတ်သွားလိမ့်မယ်ဒါကလေကျွန်တော်တို့ကိုယ်တိုင်မပြောဘဲနဲ့ AI နဲ့ကိုအတန်ထည့်တတ်သွားမယ်ဒီဗီဒီယိုမှာတော့မိတ်ဆွေတို့ AI နဲ့ဗီဒီယိုလုပ်တဲ့နည်းကိုတင်ပြမှာတော့မဟုတ်ဘူးဇလန်းတစ်ခုလုံးကိုခြုံပြီးတော့ရှင်းပြတဲ့အကြောင်းအရာကိုပြောတာပါဒီနီလန်းကတကယ်လေအလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးဘယ်လိုလုပ်လဲဆိုတာကိုစကြည့်မယ်ပထမဦးဆုံးအနေနဲ့မိတ်ဆွေတို့ YouTube တွေကိုဝင်ပေးပါ YouTube ထဲမှာကျွန်တော်တို့ကဗီဒီယိုတွေကိုတွားပြီးတော့ယူမယ်ပေါ့နော်ဆိုတော့ YouTube တွေရောက်ပြီဆိုရင်ကျွန်တော်တို့က movie recap လုပ်မှာဖြစ်တဲ့အတွက် movie recap လို့ရိုက်ထည့်လဲရတယ်ဒါမှမဟုတ်မိတ်ဆွေကတရုတ် movie recap ဆိုလဲတရုတ် movie recap ပေါ့နော်ကျွန်တော်ကဒီပုံမှာရိုက်ထားတဲ့ဒီ Chinese movie recap ကိုပဲလုပ်ပြလိုက်မယ်နော်ဆိုတော့ဒီထဲဝင်လိုက်မယ်အဲ့ဒါဝင်ပြီးသွားရင်ဒီဖုန်းလေးနည်းနည်းလေးဆွဲချရင်အပေါ်ကဒီဘာတန်းလေးနေရာလေးမှာဒီမှာ short ဆိုတာလေးရှိပါတယ်ဒီနေရာလေးပေါ့နော်အဲ့ short လေးတွေကိုဝင်ပေးပါတော့ကျွန်တော်On the day of her mother's funeral, a woman saw with her own eyes that her husband was proposing to another woman. Seeing this, her heart breaks and leaving all hope behind, she directly goes to the human freezing lab left behind by her mother. She decides that she will freeze herself, first to fulfill her mother's last wish, and second... YouTube video download ဆွဲတတ်မယ်လို့ထင်ပါတယ် Chrome မှာ download ရပါတော့ Okay အဲ့တော့မိတ်ဆွေတို့က download ဆွဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ Chrome browser တွေကိုဝင်ပေးရပါမယ် Chrome browser တွေကမှာကျွန်တော်တို့ကအပေါ်မှာ YouTube display လို့ရိုက်ထည့်ပေးပါခင်ဗျအဲ့တော့ကျွန်တော်ဒါလေးကိုပဲယူပြလိုက်မယ်မရိုက်ပြတော့เนาะဆိုတော့မိတ်ဆွေတို့မရှိရင်ဒီစာလေးကိုရိုက်ထည့်လိုက်ရပါပြီဆိုတော့ Okay အဲ့လိုဖြစ်ပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးကကြာလာတဲ့ website တွေဝင်ပေးရပါမယ်ခင်ဗျအဲ့လို website တွေဝင်ပြီးသွားရင်ဒီလိုစာမျက်နှာလေးကြာလာပြီဆိုတော့ဒီစာမျက်နှာမှာခုနကျွန်တော် copy ကူးခဲ့တဲ့စာလေးကိုဒီလိုလေးဖိပြီးတော့ paste ချလိုက်ပါလို့ချပြီးဆိုရင်ဒီအောက်ကနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးဆိုရင်ဒီမှာဒီလိုပုံစံလေးဖြစ်လာပြီဒီလိုဖြစ်လာပြီဆိုတော့အောက်ကိုနည်းနည်းဆွဲတင်လိုက်ရင်ခုနဗီဒီယိုကိုကျွန်တော်ဒီမှာသူ translate အင်္ဂလိပ်လိုအကုန်ပြန်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့စာပြန်ထုတ်ပေးလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ copy ယူလိုက်မယ်ယူပြီးသွားရင်ဒါ copy ယူပြီးသွားပြီပဲနော် copy ယူပြီးသွားရင်နောက်ထပ်တစ်ဆင့်အနေနဲ့မိတ်ဆွေတို့ဒီ copy ကူးပြီးဆိုရင်မိတ်ဆွေတို့မှာ Gemini software မရှိသေးဘူးဆိုရင်တော့ down လိုက်ပါအဲ့တော့ဒီ software တွေဝင်မယ်မိတ်ဆွေတို့မှာဒီ software ကို down ပြီးသွားရင်ကိုယ့်ရဲ့ Gmail account ရှိ Gmail account နဲ့ဝင်ပေးရုံပဲပေါ့နော်ကျွန်တော်ကတော့မဝင်ပြတော့ပါဘူး Okay အဲ့တော့ဒီထဲရောက်ပြီဒီလိုစာမျက်နှာလေးကြားတဲ့အဆင့်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ကိုစာပြန်လို့ရအောင်ပေါ့နော်ဘာသာပြန်ပေးပါလို့ရေးလဲရတယ်ဒါမှမဟုတ်ပို့ပြီး
တိတိကျကျဖြစ်ချင်းတဘာဝကြကြဘာသာပြန်ပေးပါအောင်နော်အဲ့လိုမျိုးရေးထည့်လိုက်ရတယ်ဆိုတော့ကျွန်တော်ရေးပြမယ်โอเคသူ့ပို့လိုက်အဓိကတော့ဘယ်လိုရေးပေါ့နော်ကျွန်တော်တို့ကမြန်မာလိုပြန်ခိုင်းမယ်ဆိုတာမျိုးသူစီကဒီလိုစာလေးကြာလာပြီဆိုရင်ခုနတုန်းကကျွန်တော် copy ကူးခဲ့တဲ့စာကိုဒီမှာ app ပြန်ချပေးမယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော် link ချလိုက်မယ်ခုန copy ကူးခဲ့တဲ့စာဒီမှာသူဇက်လန်ပြန်ရေးပေးလိုက်ပဲเนาะဒီမှာဒီနေရာမှာကျွန်တော်တို့ကဒီအပေါ်ဆုံးကဥစ္စာတွေကြတော့ဒါသူညွှန်းပြတဲ့အရာတွေပေါ့เนาะကိုယ့်အကိုကြည့်ပြီးတော့ဇက်လန်ကဘယ်နေရာစဘယ်နေရာဆုံးဆိုတာသိအောင်လို့ကြည့်လိုက်ပါကြည့်ပြီးသွားပြီဆိုရင်ဒီမှာသူမြန်မာလိုအကုန်လုံးပြန်ထုတ်ပေးပြီထုတ်ပေးပြီဆိုရင်ကျွန်တော်တို့ကအဲ့စာကို copy ပြန်ကူးမယ်တစ်ဆင့်เนาะအတန်ပြန်ထုတ်မှာပေါ့ကျွန်တော်တို့က AI နဲ့ဆိုတော့ကျွန်တော်အကုန်လုံးယူလိုက်မယ်ကျွန်တော်တို့ကစာကို copy ယူပြီးပြီဆိုရင်နောက်ထပ်တစ်ဆင့်အနေနဲ့ Chrome browser ကိုပဲထပ်သွားပြရပါမယ်ခင်ဗျာဒီပေါ်က tap to speak online လို့ရိုက်ထည့်လိုက်ပေါ့နော်ဆိုတော့အဲ့ဒါရပြီဆိုရင်အဲ့ဒါလေးကိုတစ်ချုပ်ဝင်လိုက်မယ် Okay ဝင်ပြီဆိုရင်ဒီပေါ်ကအစိမ်းရောင်လေးနဲ့ website ပဲပေါ့နော်အဲ့ဒီထဲကိုပြန်ဝင်မယ်ဒီလိုစာမျက်နှာလေးကြာလာပြီဆိုလို့ရှိရင်ဒီပေါ်ဆုံးကနေရာလေးမှာကြတော့ကျွန်တော်တို့ကမြန်မာလိုဘာသာပြန်မဲ့အတွက်ကျွန်တော် Burmese ကိုလိုက်ရှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော် Burmese ရွေးထားပြီးပြီအဲ့တော့ကိုပြောင်းချင်တဲ့ဘာသာပေါ့နော်ထိုင်းဆိုလဲထိုင်းလို့ထိုင်းအတန်နဲ့ပြန်ပြောင်းလို့ရရပေါ့ကဲရွေးပြီးပြီဆိုရင်ဒီမှာနှစ်ခုကကြတော့ဒီဘက်ကကြတော့ဒါယောက်ျားလေးဒီဘက်က main ကလေးဒါတော့သိမယ်ထင်တယ်ပေါ့နော်ဆိုတော့အတန်ကို main ကလေးတန်နဲ့ထွက်မှလားယောက်ျားလေးတန်နဲ့ထွက်မှလားပေါ့နော်အဲ့တော့ကျွန်တော်ကယောက်ျားလေးတန်နဲ့ပဲထွက်ပြလိုက်မယ်နော်โอเคအဲ့လိုပြီးပြီဆိုရင်ဒီအပေါ်ဆုံးက speed ကြတော့ကျွန်တော်တို့ရဲ့အတန်ကိုနှီးမယ်မြန်မယ်ပေါ့နော်အတန်ကိုပေးနှီးတာတော့ပေးမြန်တာတော့ဒီအောက်ကနေရာလေးကြတော့ကျွန်တော်တို့ဒီအတန်ဒီဘက်ကိုဆွဲလိုက်မယ်ဆိုရင်ဒါလူကြီးအတန်ပေါက်မယ်ဒီဘက်ကိုဆွဲမယ်ဆိုရင်တော့နည်းနည်းငယ်တဲ့အတန်ပေါက်မယ်ပေါ့နော်အဲ့တော့ကိုကဘယ်လိုလိုချင်တာလဲကြည့်ပြီးဆွဲပေါ့နော်โอเคအဲ့ဒါတော့နားလည်မထင်နဲ့ကိုကလိုချင်တယ်လို့လိုက်ချိန်လိုက်ပေါ့နော်အဲ့လိုရပြီဆိုရင်ခုနတုန်းကကျွန်တော်တို့ Gemini တွေကကူးခဲ့တဲ့စာကိုဒီထဲမှာပြန်ချလိုက်မယ်โอเคအတန်နားထောင်ချင်တယ်ဆိုရင်ဒီပေါ်က audio ကိုနှိပ်လဲရတယ်အကယ်၍မိတ်ဆွေကရပြီဘာမှမလိုဘူးဒီလောက်အတန်ကိုကထုတ်နေကြဆိုရင်တော့သိပြီပေါ့နော်အဲ့တော့ကျွန်တော်ကဒီအောက်ကနေရာလေးမှာကျွန်တော်ထုတ်လိုက်မယ်ဒီအစိမ်းလေးနေရာဝင်လိုက်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာဒေါင်းပြီးဒေါင်းပြီးဒီမှာစိတ်မယ်စိတ်ပြီးတော့မိတ်ဆွေက file ထဲမှာစိတ်မှာလာပေါ့နော်ဆိုတော့ကျွန်တော် file ထဲမှာစိတ်လိုက်မယ်โอเคအဲ့နေရာမှာကျွန်တော်တို့ကဘယ်ကိုပို့မလဲလဲရသေးရပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ file ထဲမှာစိတ်ထားလိုက်မယ်ပေါ့နော်